လူတစ်ယောက်သည်သူ၏တေဆုံးသွားသောသမီးဖြစ်သူကိုဇနီးဖြစ်သူ၏အလောင်းနှင့်အတူမြုပ်နှံရန်ပြင်ဆင်နေစဉ်အလွန်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်ခေါင်းတလားကိုပိတ်တော့မိအချိန်၌ပင်သမီးဖြစ်သူကရုတ်တရက်ပြန်လည်အသက်ရှင်လာခဲ့သည်မိုးတန်ကိုကြားပြီးခေါင်းတလားဖုံးကိုဖွင့်ကြည့်လိုက်သောအခါသမီးဖြစ်သူမှာဘာမှမဖြစ်ဘဲအကောင်းဘက်ကသည့်အတိုင်းပြန်လည်နိုးထလာသည်ကိုမြင်လိုက်ရသဖြင့်ထိုလူမှာအလွန်ပင်အံ့အားသင့်သွားခဲ့သည်အမှန်စင်စစ်ထိုမိန်းကလေးငယ်သည်တေဆုံးသွားသူများ၏စွမ်းအင်ကိုစုပ်ယူပြီးမိမိ၏တက်တန်းကိုရှေ့အောင်ပြုလုပ်နိုင်သောနတ်ကတော့ shrine girl တူဖြစ်နေသောကြောင့်ပင်ထို့ကြောင့်ပင်ဖခင်ဖြစ်သူသည်သမီးဖြစ်သူ၏တက်တန်းတိုးစေရန်အတွက်ညစဉ်ညတိုင်းမိခင်ဖြစ်သူ၏အလောင်းနီးသို့ခေါ်ဆောင်သွားလေရှိသည်ရက်များကုန်လွန်လာသည်နှင့်အမျှထိုမိန်းကလေးမှာအရွယ်ရောက်လာပြီးရွာတွင်အလှဆုံးမိန်းကလေးဖြစ်လာခဲ့သည်သို့သောထိုအလှပကြောင့်ပင်ဒုက္ခများလည်းကြုံလာရသည်ရွာရှိလူမိုက်များကသူမကိုခဏခဏလာရောက်နှောက်ယှက်ကြသည်တနေ့တွင်လူမိုက်တစ်ယောက်ကသူမအပေါ်မခွဲမရပြုလုပ်ရန်ကြိုးစားသောအခါအမဖြစ်သူကချက်ချင်းပင်တားဆီးခဲ့သည်သို့သောအားကိုးရမယ်သောမိန်းကလေးနှစ်ယောက်မှာထိုလူမိုက်ကိုမိတို့များမခုခံနိုင်ခဲ့ပေနောက်ဆုံးတွင်ထိုလူမိုက်ကသူတို့ကိုအနိုင်ယူသွားပြီးအမဖြစ်သူကိုစတင်တိုက်ခိုက်လေသည်ထိုမြင်ကွင်းကိုမြင်လိုက်ရသောညီမဖြစ်သူမှာထိတ်လန့်သွားပြီးအမကိုကယ်တင်ရန်အတွက်လူမိုက်နှင့်အတူတညတာကုံဆုံးရန်မတက်တာပဲသဘောတူလိုက်ရသည်ဤစကားကိုကြားသောအခါလူမိုက်မှာအလွန်ဝမ်းသာသွားပြီးအမဖြစ်သူကိုလှုပ်ပေးကညီမနောက်သို့လိုက်သွားခဲ့သည်သို့သောသူသည်မိမိ၏တေမင်းကိုဖိတ်ခေါ်မိလိုက်သည်ကိုကသူမသိခဲ့ပေမိန်းကလေးသည်ထိုလူမိုက်ကိုအိမ်ဟောင်းတစ်ခုသို့ခေါ်သွားခဲ့ပြီးနောက်တစ်နေ့မနက်တွင်လူမိုက်၏အလောင်းကိုရွာအပြင်ဘက်၌တွေ့ရှိခဲ့ရသည်ရွာသားများမှာသူမိတို့တေဆုံးသည်ကိုအဖြေရှာမရဖြစ်နေကြသလိုအမဖြစ်သူမှလည်းတညအတွင်းသူမိတို့တေသွားသည်ကိုကြားသိရသောအခါအံ့ဩတုန်လှုပ်သွားခဲ့သည်ထိုအချိန်တွင်ညီမဖြစ်သူရောက်ရှိလာပြီးသူမ၏အသားအရည်နှင့်မျက်နှာမှာမနေ့ကထပ်ပင်ပုံမလှပနှုတ်ပြိုနေသည်ကိုတွေ့ရသဖြင့်အားလုံးကအံ့ဩနေကြသည်သို့သောသူမသည်ထိုလူမိုက်ကိုတက်ပြီးစွမ်းရည်များကိုစုပ်ယူလိုက်သည်ကိုမိသူများမသိကြပေနောက်ပိုင်းတွင်ရွာထဲရှိအခြားသောလူမိုက်များကလည်းထိုမိန်းကလေးနှင့်တညတာကုံဆုံးလိုသည့်ဆန္ဒများရှိလာကြသည်မိန်းကလေးကလည်းမိသူကိုမျှညှင်းပယ်ခြင်းမရှိသည့်အပြင်သူမကိုယ်တိုင်ပင်ဖိတ်ခေါ်ခဲ့သည်သို့သောမျှော်လင့်ထားသည့်အတိုင်းပင်သူတို့အားလုံးမှာနောက်တစ်နေ့တွင်ထူးဆန်းစွာတေဆုံးနေသည်ကိုသာတွေ့ရသည်အတော်ဆုံးဆရာဝန်များကပင်တေဆုံးရသည့်အကြောင်းရင်းကိုရှာမရဖြစ်နေကြသည်ဤအတော်အတွင်းအမဖြစ်သူသည်မြို့ရှိနာမည်ကြီးကျောင်းတစ်ခုတွင်တက်ခွင့်ရရှိခဲ့ပြီးမြို့သို့သွားရန်ပြင်ဆင်လေသည်ညီမဖြစ်သူကသူမစုဆောင်းထားသမျှငွေအားလုံးကိုအမဖြစ်သူပညာကောင်းကောင်းသင်နိုင်ရန်နှင့်မိသားစုအတွက်ဂုဏ်ဆောင်နိုင်ရန်ပေးအပ်ခဲ့သည်တနစ်ခန့်ကြာပြီးနောက်မြို့သို့ရောက်နေသောအမဖြစ်သူတွင်ရီးစားတစ်ယောက်ရလာခဲ့သည်သူတို့နှစ်ဦးမှာအလွန်ချစ်ကြပြီးနောက်တစ်နှစ်တွင်လက်ထပ်ရန်စီစဉ်ထားကြသည်သို့သောညီမဖြစ်သူကထိုယောက်ျားလေးသည်အမအပေါ်မယိုသားကြောင်းသိနေသဖြင့်သူ၏တစ္ဆာရှိမှုကိုစမ်းသပ်ရန်မြို့သို့ကိုယ်တိုင်သွားခဲ့သည်ထိုလူငယ်သည်ညီမဖြစ်သူနှင့်တွေ့သောအခါအလွန်ရင်ကျေးစွာဆက်ဆံပြီးသူတို့နှင့်အတူတဲခိုရန်ပင်ဖိတ်ခေါ်ခဲ့သည်အိမ်တွင်အိပ်ရာနှလုံးသားရှိသောကြောင့်အမဖြစ်သူကညီမကိုသူမနှင့်အတူအိပ်ရန်ပြောတော်လဲညီမဖြစ်သူကပြက်ပြက်တသားညှင်းဆိုခဲ့သည်အကြောင်းမှာသူမနှင့်အတူအိပ်သူတိုင်းတိတ်ဆုံးတတ်သောကြောင့်အမကိုအန်ရမပေးလိုရဖြစ်သည်အမဖြစ်သူကဒါဆိုရင်ဘသူနှင့်အိမ်မှာလဲဟုမေးသောအခါညီမဖြစ်သူကသူမသည်အမ၏ရီးစားနှင့်အိပ်လိုကြောင်းကုမွင့်လင်းလင်းပြောချလိုက်သည်ဤစကားကိုကြားသောအခါအမဖြစ်သူမှာအလွန်တုန်လှုပ်သွားသည်သို့သောညီမဖြစ်သူကမူထိုလူငယ်သည်အမအပေါ်တစ္ဆာရှိမရှိကိုသာစမ်းသပ်လိုခြင်းဖြစ်ကြောင်းပြန်လည်နှစ်သိမ့်ခဲ့သည်ထို့တိုင်အမဖြစ်သူကလက်မခံခဲ့ပေသို့သောထိုညစ်နက်တန်းခေါင်တွင်အမဖြစ်သူသည်ရုတ်တရက်နိုးလာပြီးသူမ၏ရီးစားနှင့်တငယ်ချင်းဖြစ်သူလိုပြောဆိုနေသည်ကိုအမတ်မထင်ကြားလိုက်ရသည်ထိုလူငယ်သည်အမဖြစ်သူ၏တိုက်ခန်းနှင့်လစာကိုသာမမော၍တွဲနေခြင်းဖြစ်ကြောင်းသိလိုက်ရသောအခါအမဖြစ်သူမှာဒေါသတကြီးဖြင့်ရင်ဆိုင်မြင်းမြန်းလေသည်သို့သောထိုလူငယ်မှာရှက်ရွံ့ခြင်းမရှိသည့်အပြင်အမဖြစ်သူကိုပြန်လည်စော်ကားပြီးညီမဖြစ်သူကိုသာတကယ်နှစ်သက်ကြောင်းပြောင်ကြကြပြောဆိုကညီမဖြစ်သူကိုလက်ထပ်ခွင့်တောင်းလိုက်လေသည်ဤအခြေအနေကိုမြင်တော်လဲညီမဖြစ်သူမှာဘာတို့ပြန်မှုများမပြဘဲထိုလူ၏ကမ်းလှမ်းမှုကိုအေးဆေးစွာလက်ခံလိုက်ပြီးသူနှင့်အတူအိတ်လိုကြောင်းပြောလိုက်သည်အခြေအနေတွေဘာဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုကို like ပေးထားကြပါဦး